အားလုံးပဲယေရှုနာမ၌မင်္ဂလာပါ Merry Christmas ဝင်းနေမန်းလေးတွေဆိုတဲ့ချင်းလေးနဲ့ဖျားသခင်အကုန်တော်ကိုချီးမွမ်းကြပါတယ် ရောက်နေတဲ့အိမ်ရှင်ပမာဇာနာတို့ရောက်ချင်းစတိုင်းပေါ်ဖျာရှင်ကောင်းကြီးပေးပါစေ